လာပါဗျမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲဒူဒီစူပါလင်းဆိုတဲ့ YouTube channel ကနေပြီးတော့ကိုအားလုံးကိုပြန်လည်ပြီးတော့နေရစောနဲ့ကြိုဆိုလိုက်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါအားလုံးပဲကိုလင်းရဲ့အခုဒူဒီစူပါလင်းဆိုတဲ့ YouTube channel လေးကိုခုမှတွေ့တဲ့သူခုမှမြင်တဲ့သူက channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နှိပ်ပေးထားဖို့အားလုံးမေတ္တာရက်ခံပါတယ်နေပြီးသားကိုရီမတွေကလည်းလက်မလေးမလုပ်ရသေးနှိပ်ပေးထားပါနောက်တစ်ခုကလည်းဗီဒီယိုလေးကိုလည်းမရမကြော်ပဲနဲ့တေချာလေးပြီးဆုံးတာအောင်ကြည့်ပြီးအားလုံးမြတ်တာရက်ခံပါတယ်ကဲအားလုံးပဲကျွန်တော်ဒါဒီအဖွင့်နေအင်္ဂါနေ့ညနေရတော့ကျွန်တော်တို့ရဲ့အဖွဲ့ဝင်ဇာတို့နာမင်္ဂလာရှိသွားပြီเนาะအဖွဲ့ဝင်ဇာတို့ပတ်တီးနဲ့မင်္ဂလာရှိသွားပြီကျွန်တော်ရဲ့ဒါအဖွဲ့ဝင်ဇာတို့ပတ်တီးရတာ၄ပတ်တီးပေါ့ဗျာเนาะမင်္ဂလာရှိသွားပြီပေါ့ဗျာเนาะကျွန်တော်တို့ဒါယုံကြည်ပြီးတော့အဖွဲ့ဝင်တဲ့သူတွေအားလုံးပဲ okay မှာစုပြေးတယ်ပေါ့ဒီညနေအဖွဲ့ဝင်ဇာတို့ပတ်တီးเนาะ3-4ဆိုတော့၄ပတ်တီးပေါ့เนาะအဲ့ဒါကြောင့်လေးနဲ့ပတ်သက်တဲ့ကဏ္ဍလေး၃ခုကိုတော့ကျွန်တော်မိတ်ဆွေတွေကထိုးထားစေချင်ပါတယ်ကြံပွဲတွေမှာနော်အားလုံးမင်္ဂလာပါနော်အားလုံးမင်္ဂလာပါလို့မပြောခင်ကျွန်တော်ပြောချင်တာတစ်ခုကပါလဲဆိုတော့ကျွန်တော်ဒါ free ပတ်သီးလေးတော့စူးစမ်းပေးခြင်းစူးစမ်းရင်ကောင်းမလားနော် free ပတ်သီးလေးကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပေးမယ်ပေါ့နော် free ပတ်သီးလေးfree ပတ်သီးလေးဒါကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပေးမယ်ဗုဒ္ဓဟူးကြာသပတေးတောက်ကြကျန်3ရက်စာအတွက်လက်ဆောင်ပတ်တီးဇာတိုးအနေနဲ့အဲ့ဒါလေးလည်းပေးမယ်ပေါ့နော်ဒါဒီညနေဆိုရင်ဒါကျွန်တော်တို့ရဲ့ဒါနေ့တိုင်းမှာဆိုရင်ဒါအောကွက်မိတယ်ပေါ့နော်ဝမ်းချင်းက49ဝမ်းချင်းနဲ့ကျွန်တော်တို့ဒါစိတ်မာစတာကီ831နဲ့တခါလေးအပြီးပြီးသွားတာနော်စိတ်မာစတာကီနဲ့ဒါကျွန်တော်ရဲ့စိတ်မာစတာကီကဒီနေ့ကအင်္ဂါနေ့တော့က831လေနော်အဲ့ဒါကို49ဝမ်းချင်းနဲ့ဒါ43ဆိုတဲ့ကဏ္ဍโอเคမှာစုပြေတယ်ပေါ့ဗျာနော်ကဲအဲ့ဒါပြီးကျွန်တော်တို့ဒါဒီမနက်ဖြန်ကျွန်တော်8ရက်နေ့ပေါ့နော်8ရက်4လပိုင်း2026 8ရက်4လပိုင်း2026ဗုဒ္ဓဟူးနေ့ကျွန်တော်12နာရီ10မိနစ်ကိုထပ်သွားမယ်ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်ကိုကျွန်တော်မသွားခင်ကျွန်တော်အရင်ဆုံးပေးချင်တာကတော့ဗုဒ္ဓဟူးကြာသပတေးတောက်ကြကျန်3ရက်မှာကျွန်တော် free ပတ်တီးလက်ဆောင်ပတ်တီးလေးပေးချင်တယ်เนาะအဲ့ဒါလေးကတော့9တလုံးဖြစ်ပါတယ်เนาะ free ပတ်တီးဇာတို့ပတ်တီးလက်ဆောင်ပတ်တီးကတော့ဇာတို့နေနဲ့သုံးညင်တဲ့သူတွေเนาะအကြောင်းမျိုးကြောင့်ဖုံးမလိုက်တဲ့သူတွေနေလိုက်သမားတွေเนาะအဲ့ဒါလေးကတော့ free ပတ်တီးအနေနဲ့ကျွန်တော်9တလုံးထုတ်ပေးလိုက်ပါတယ်ဘိုးတို့ကြတဲ့ပေးတောက်ကြနော်ကိုနဲ့အကြိုက်တူတယ်ဆိုရင်ယူဖြုတ်ဟုတ်ပြီလားကဲ free ပတ်တီးကတော့9ပတ်တီးဖြစ်ပါတယ်ကဲအဲ့ဒါပြင်ကျွန်တော်တို့တွေနေ့တိုင်းလေးသွားမယ်နော်မနေ့ကကျွန်တော်ဗုဒ္ဓဟူးနေ့ပေါ့ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်အတွက်ပေါ့နော်8ရက်4လပိုင်းပေါ့နော်8ရက်4လပိုင်း8ရက်4လပိုင်း2026နော်ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်အတွက်ပေါ့နော်8ရက်4လပိုင်း2026ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်အတွက်ကိုကျွန်တော်ကင်မဝန်းချင်းလေးကတော့နှစ်ခွန်ဝန်းချင်းဖြစ်ပါတယ်နော်ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်ကိုကျွန်တော်ကင်မဝန်းချင်းကနှစ်ခွန်ဝန်းချင်းမဆုံးနော်နေကုန်ကြောက်ကြမယ်ဆိုတော့ဝန်းချင်း၄ကိုကအလုံးလုံးနေတာပဲအပတ်တိုင်းမှာနော်မိုက်တယ်နော်တော့ short တော့လို့မရဟုတ်တယ်မကဲဗုဒ္ဓဟူးနေ့နော်မနေ့ကကျွန်တော်8ရက်4လပိုင်း2026ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်ကိုကျွန်တော်ကင်မဝန်းချင်းလေးကတော့နှစ်ခွန်ဝန်းချင်းဖြစ်ပါတယ်နော်နှစ်ခွန်ဝန်းချင်းဖြစ်ပါတယ်နှစ်ခွန်ဝန်းချင်းမှာကျွန်တော်ကလေးနေနှစ်နဲ့ပတ်သက်လာရင်ဗာလေးကြိုက်လဲဆိုရင်20နှစ်1 25 26ဆိုတဲ့ကဏ္ဍလေးတွေကြိုက်ပါတယ်နှစ်ကြလာမယ်ဆိုကိုလင်းကြိုက်တဲ့ကဏ္ဍလေးတွေကနှစ်နဲ့ပတ်သက်လာရင်20နှစ်1 25 26ဖြစ်ပါတယ်နော်နှစ်နဲ့ပတ်သက်လာရင်ကဲခွန်နဲ့ပတ်သက်တာကြတော့80ခွန်1ခွန်5ခွန်6နော်ကျွန်တော်အဓိကနှစ်ခွန်ဝန်းချင်းကို3156နဲ့ကပ်ပေးထားတာပါနော်နှစ်ခွန်ဝန်းချင်းကို3156နဲ့ကပ်ပေးထားတာပါကဲအဲ့ဒါပြီးကျွန်တော်ကျ main တင်ကွက်ပြောမယ်နော်ကျွန်တော်ကျ main တင်ကွက်မပြောခင်ကျွန်တော်ရဲ့ဒါမနေ့ကဗုဒ္ဓဟူးနေ့အတွက်ကိုစိတ်မာစတာကီကတော့နှစ်ခွန်4ကီဖြစ်ပါတယ်နော်ဗုဒ္ဓဟူးနေ့အတွက်ကိုကျွန်တော်ရဲ့စိတ်မာစတာကီကတော့နှစ်ခွန်4ကီဖြစ်ပါတယ်ကဲအဲ့ဒါပြီးကျွန်တော်ကျ main တင်ကွက်ပြောမယ်ကျွန်တော်ကျ main တင်ကွက်ကတော့ဗုဒ္ဓဟူးနေ့12နာရီတော့ကျွန်တော်ကျ main တင်ကွက်ကတော့25ရဲ့ခွန်3ရဲ့ဖြစ်ပါတယ် main တင်ကွက်နော်25ရဲ့ခွန်3ရဲ့ကတော့ကျွန်တော်အကြ main တင်ကွက်ဖြစ်ပါတယ်နော်25နဲ့